လမ်းမေးမှာကိုအလာတကောင်နဲ့တိုးခဲ့ရင်သူကအေးစစ်စစ်ထိုင်နေပြီးတင်းကိုလမ်းပေးပါလိမ့်မယ်ဒါပေမဲ့တင်းရဆောင်းကြောက်ထိုင်ပြီးသူ့ကိုနှုတ်ဆက်လိုက်မယ်ဆိုရင်တော့တင်းစီကိုတရွရွတက်လာပြီးဂျိုးဘရိုနေကောင်းလားဆိုပြီးဆက်ဆုစိန်လုပ်ပါလိမ့်မယ်ဩစတြေးလျမျိုးရင်းဖြစ်တဲ့ဒီတစ်ပစ်တက်တော်လေးတွေကအရန်ကိုချစ်ဖို့ကောင်းတာပါဖျားတခင်ကရုပ်လေးတွေကိုတက်တွင်ပြီးလူတော့ကားတွေကိုလွတ်လိုက်တယ်လားတောင်ထင်ရပါတယ်နောက်ပြီးသူတို့ရဲ့အုံနောက်ကချားတော်လေးနဲ့မတူပဲအရန်ချုံမွေ့နေတာပါဒါကြောင့်ရှုပ်ထွေးတဲ့အတွေ့တွေကိုသူတို့ကမတွေးနိုင်ကြပါဘူးဒီချက်ကြောင့်ပဲသူတို့စဉ်းစားစရာပေါ်လာရင်ဘာမှမလုပ်တော့ပဲထိုင်ချတတ်ပါတယ်ဒါနဲ့မကလေးပါဘူးကိုအလာရဲ့ဘွားကရန်ကိုအေးစေလွန်းပါတယ်သူတို့တနေကုန်လောက်တာဆိုလို့စားတာနဲ့အိတ်တာပဲရှိပါတယ်သူတို့အကြိုက်ဆုံးရွက်ကလည်းယူကလစ်ရွက်ပါယူကလစ်ရွက်တွေမှာကအစိတ်တောင်နည်းနည်းပါပါတယ်ဒါကြောင့်သူတို့ကဒါတွေကိုစားပြီးတနေကုန်မူးနောက်ဖြစ်နေတာပါတနေ့တာ24နာရီမှနိုင်20လောက်ကိုအဲ့ဒီလိုမူးဝေနေပြီးကြောင်တောင်ခြေနေနဲ့ပဲတရက်တာကုံဆုံးကြပါတယ်ဒါဟုတ်တင်ကသူတို့တွေချစ်ဖို့ကောင်းလုပ်နေတယ်လို့ထင်နေတာလားတကယ်တော့သူတို့ကယူကလစ်ရွက်တွေစားပြီးလွင့်နေကြတာပါနောက်ထပ်ရေကြကောင်းတာတစ်ခုကကိုအလာတွေကအေးဆေးပုံပေါက်ပေမဲ့တကယ်တော့သူတို့ကရံဖြစ်ရတဲ့ကိုရန်ဝါဒနာပါတာပါစိတ်တူလာပြီးဆိုရင်အပင်မောနေအောင်ဆင်ချလာပြီးနောက်ကျင်ပလေးကြပါတယ်ဒါပေမဲ့ရံဖြစ်လို့ရှုံးသွားရင်တော့ကလေးတွေတိုင်မဲ့ပုတ်ခနဲ့ဖင်တိုင်ချပြီးငိုပါလေရောဗျာ